ငကားမောင်တီတလုံးနဲ့တအိမ်လုံးလူကြီးလူငယ်အားလုံးကြိုက်တဲ့ဂန်ဒဝင်းအချိုဝဲတစ်မျိုးဖြစ်သွားမယ်ဆိုတာသင်ထင်ထားမိမှာတော့မဟုတ်ပါဘူးဒီနေ့အဲ့ဒီကုန်ကြစိတ်တိတ်မပဲရနိုင်မယ့်နီးလေးကိုလာမျှဝေပေးတာပါဈေးကဝယ်လာတဲ့ငကားမောင်တီကိုတဝက်ချမ်းပြီးအသားကိုထုတ်ယူကအခွန်ကိုမပစ်ပါနဲ့ငကားမောင်တီအခွန်မှာအန်တိုဆိုင်ယနင်တက်အလွန်ကျွယ်ဝလေပါအိုးထဲကိုရေ600မီလီလီတာထည့်ပြီးငကားမောင်တီအခွန်တကြား10ဂရမ်ထည့်ကမီးပြင်းပြင်းနဲ့ပိုင်းရောင်လှလှထွက်လာတဲ့အထိပြုတ်ပါကျမကတော့နေ့တိုင်းဟင်းချက်နီးလေးတွေမျှဝေပေးနေတာပါဒီရင်ပိုင်း view လေးအရန်ကြပြီးစိတ်တက်ကြနေလို့ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုတင်ရတာအားရှိအောင် comment လေးပေးပြီး share ပေးဖို့မြတ်တာရခံပါတယ်ရှင်အထူးပဲကျေးဇူးတင်ပါတယ်ပြီးရင်ငကားမောင်တီအခွန်ကို10ထုတ်ပြီးဂျယ်လီမုန့်50ဂရမ်ထည့်ပါဂျယ်လီမုန့်ရှာမရရင်ကြောက်ကြောမုန့်လိုက်40ဂရမ်ထည့်နိုင်ပါတယ် online မှာပင်ဖိန်းဂျယ်လီမုန့်လို့ရှာရင်လည်းအလွယ်ဝယ်လို့ရနိုင်ပါတယ်ရှင်ပြီးရင်တမအောင်မှွေပြီးပျော်သွားတဲ့အထိပြုတ်ပါငကားမောင်တီအသားထဲကထပ်မှွေပြီးစူလာတဲ့အခါခွက်ထဲလောင်းထဲပါအေးခံထားလိုက်ရင်သဖောင်းအတိုင်းခေးသွားပါလိမ့်မယ်ပြီးရင်အတုံးကြီးကြီးလေးတွေလှီပြီးစားလို့ရပါပြီဒီလိုလှုပ်ထားတဲ့ဂျယ်လီကတင်းတင်းအီအီလေးဖြစ်ပြီးလူကြီးလူငယ်အားလုံးလူစားကြပါတယ်မစားဘူးသိရင်တေချာပေါက်စမ်းလုပ်ကြည့်တင်ပါတယ်အားလုံးတေချာကြည့်ထားကြပါနော်အသီးတစ်စိတ်တေးလေးနဲ့နူးဂျယ်လီတစ်ခွက်ရပါတယ်တလုံးဆိုရင်6ခွက်9ခွက်လောက်ရတာမို့လို့လှုပ်ပဲစားစားလှုပ်ပဲရောင်းရောင်းအရန်တန်ပါတယ်တန်ရှင်းပြီးအရသာလည်းအရန်ကောင်းပါတယ်အပြင်ကဂျယ်လီတွေမဝယ်ပေးပါလုံနီးကလည်းရေကျိုးသလိုပဲလွယ်ပါတယ် like လေးနှိပ်ပြီး share ထားဖို့မမေ့နဲ့နော်ခွက်ထဲကိုငကားမောက်တီတုံးတင်းတင်းနဲ့လောက်ထည့်ပြီးလိတ်တန်နဲ့ကြည့်အောင်ထောင်းပါတကြား9ဂရမ်ဂျယ်လီမုန့်15ဂရမ်ထည့်ပြီးရေနွေးပူ300မီလီလီတာလောင်းကသမအောင်မှွေပေးပါတဘာဝအတိုင်းအေးခံထားလိုက်ရင်ဂျယ်လီခဲသွားပါလိမ့်မယ်ပြီးရင်ငကားမောက်တီတုံးထည့်ပြီးနွားနို့စစ်စစ်လောင်းကဇွန်းနဲ့ကြည့်သွားအောင်မှွေပြီးစားလို့ရပါပြီအယောင်လဲလှပြီးအရသာကချိုးမွေးနုညံ့ပါတယ်အင်ကကလေးတွေဆိုတစ်ခွက်အပြည့်တောင်တောက်နိုင်ပါတယ်နောက်တစ်မျိုးအနေနဲ့တရက်တီနဲ့နုဂျယ်လီကိုလုပ်ကြရအောင်အရင်ဆုံးခွက်ထဲကိုတရက်တီတုံးတင်းတင်းနဲ့လောက်ထည့်ပြီးလိတ်တန်နဲ့ကြည့်အောင်ထောင်းပါတကြား9ဂရမ်အဖြူရောင်ဂျယ်လီမုန့်15ဂရမ်ထည့်ပြီးရေနွေးပူ300မီလီလီတာလောင်းကမြက်မြက်မှွေပြီးပြုတ်အောင်လုပ်ပါခဲသွားတဲ့အခါတရက်တီတုံးထည့်ပြီးနွားနို့စစ်စစ်လောင်းကဇိုးနဲ့ကြည့်သွားအောင်မှွေပြီးပါဒီလိုနဲ့နို့အနက်မှွေပြီးနူးညံ့ကတင်းတင်းအီအီတရက်တီနို့ဂျယ်လီအစင်းသင်းဖြစ်ပါပြီလူကြီးရောခလေးပါအရန်ကြိုက်ကြပါတယ်လုံနီကအရန်လွယ်တယ်မဟုတ်လားအဓိကကိုယ်တိုင်လုပ်တာဆိုတော့တန်ရှင်းပြီးစိတ်ချလက်ချစားနိုင်ပါတယ်ရမတို့လုံးဝထင်တာမှမဟုတ်ပါဘူးနွားနို့တွေကိုငကားမောက်တီနည်းနည်းလေးထည့်လွတ်လိုက်တာနဲ့ကလေးတွေအရန်စားကျင်နေတဲ့အစားအစာလေးတစ်မျိုးဖြစ်လာပါတယ်ငကားမောက်တီမှာအဖိုးတန်အန်တိုဆိုင်ယန်နဲ့အမြင့်တက်တွေကျွယ်ဝပြီးကလေးတွေအတွက်အာဟာရပိုင်းမှာလည်းအထောက်အကူဖြစ်ပါတယ်ဒီလိုလုံနည်းကနေရာတော်တော်များများမှာတော့ဝယ်လို့မရဘူး10စက္ကန့်တွင်းသင်ပေးမယ်အရင်ဆုံးအသင်းတောင်နွားနို့900မီလီလီတာထည့်ပြီးစားမကုန်လို့ကြံနေတဲ့ငကားမောက်တီနည်းနည်းကိုကြိတ်ပြီးဖြော်ရည်ကတစုံထည့်ပြီးတကြားကဲ10ဂရမ်ထည့်ပါမီးအလေအလက်နဲ့အပူပေးပြီးပွက်ခါနီးအထိချက်ပါအသေးပုံလေးတစ်ခုကရောင်းမတို့အတွက်လက်တဆုပ်စာအလုံးလောက်ပဲဖြစ်ပေမဲ့ကျမအတွက်တော့အားပေးမှုအကြီးဆုံးပါဒီဗီဒီယိုလေးကိုအပေါ်ကြတယ်ဆိုရင်အသေးလေးတစ်ခုနှိပ်ပြီးအားပေးပေးပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ပွက်လိုက်ရင်ဂျယ်လီမုန့်တစ်ထုပ်ထည့်ပါဂျယ်လီမုန့်မကြောင်းကတော့ဗီဒီယိုတိုင်းပြောနေကြဆိုတော့အားလုံးလည်းသိပြီးလောက်ပြီးထင်နေရှင်မသိသေးရင်ကိုမန့်မှာမေးခဲ့ပါနော်အသီးစိတ်ကို reply လုပ်ပြီးတိချရှင်းပြပေးပါမယ်ရှင်အမုံနေပြောဝင်သွားတဲ့ကြိုပြီးနောက်ပကံလေးကိုလောင်းထည့်ပါနေရောင်နဲ့ဝေးတဲ့နေရာမှာနာရီဝက်လောက်ထားရင်တဘာဝအတိုင်းခဲသွားပါပြီဒီလိုလောက်ထားတဲ့ငကားမောက်တီးနိုးမုံကချိုချိုလေးနဲ့အီတာကိုတက်တာစီပြီးငကားမောက်တီးရဲ့ချိုမွေးတဲ့အရာသာလေးရှိသလိုနွားနို့ရဲ့အာဟာရလေးရရှိပါတယ်လူကြီးတွေရောကလေးတွေရောကြိုက်ကြပါတယ်အားလုံးသတိထားကြည့်နော်လူတော်တော်များများကငကားမောက်တီးစားတဲ့အခါအခွန်လွှင့်ပစ်ကြတယ်တကယ်တော့အဲ့ဒီလိုလုပ်တာမားပါတယ်ငကားမောက်တီးအခွန်မှာတန်ဖိုးရှိတဲ့အန်တိုဆိုင်ယန်နင်ပါဝင်ပါတယ်အခွန်ကိုအိုးထဲထည့်ပြီးပြုတ်ပေးရုံနဲ့ကလေးတွေအကြိုက်နွေးရသည့်အပူပြေအစားအစာတစ်မျိုးကိုရရှိနိုင်ပါတယ်လုံနီးကလည်းရေတောက်တာထက်တောင်လွယ်ပါတယ်လိုက်နဲ့ safe လုပ်ထားဖို့မမေ့နဲ့နော်အိုးထဲကိုရေ1လီတာထည့်ပြီးငကားမောက်တီးအခွန်ကိုထည့်ကမီးပြင်းပြင်းနဲ့ပြုတ်ပြီးအခွန်ထဲကအယောင်ထွက်လာအောင်လုပ်ပါပြုတ်ပြီးရင်အသီးခွန်ကို10ထုတ်ပြီးဂျယ်လီမုန့်50ဂရမ်တစ်ထုပ်ထည့်ပါဂျယ်လီမုန့်အကြောင်းကတော့ဗီဒီယိုတိုင်းပြောနေတာဆိုတော့အားလုံးသိပြီးလောက်ပြီးထင်ပါတယ်မသိရင်မှတ်မှာမေးခဲ့လို့ရပါတယ်ပြီးရင်လှီးထားတဲ့ငကားမောက်တီးအတုံးလေးတွေနဲ့တကြားစပွဲတင်စုံတစုံထည့်ပြီးမီးပြင်းပြင်းနဲ့10မိနစ်ခန့်မှွေပေးပါပြီးရင်ပုံစံခွက်ထဲကိုလောင်းထည့်ပြီးတဘာဝအတိုင်းအေးသွားအောင်ထားပါကြည့်ပါဦးအေးသွားတာနဲ့ခဲပြီးဂျယ်လီဖြစ်လာပါပြီအဲ့ဒါကိုခွက်ထဲကနေထုတ်ပြီးဓာတ်နဲ့အတုံးကြီးကြီးလေးတွေလှီးပေးပါဒီလိုနဲ့လုံးရလွေပြီးစားလို့ကောင်းတဲ့ငကားမောက်တီးဂျယ်လီလေးရပါပြီအရန်လွေတယ်မဟုတ်လားအီပျော့ပျော့လေးနဲ့အရန်စားကောင်းပါတယ်ရေခဲတက်တာတွေခဏအေးခံထားရင်အီလေးနဲ့ပိုစားကောင်းပြီးကလေးတွေအရန်ကြိုက်ကြပါတယ် save ထားပြီးလှုပ်စားကြည့်နော်အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်အားလုံးကိုလိုဝဲချက်တစ်ခုပြောပြမယ်နောက်ဆိုပန်းသီးဝယ်လာရင်ဒီတိုင်းမစားပါနဲ့ဒီနေ့တော့ပန်းသီးစားနည်းအသစ်တစ်ခုသင်ပေးမယ်အထူးသဖြင့်နွေရာသီမှာကလေးတွေအပူတက်ပြီးပါးစပ်6လျှ6လွယ်တဲ့အချိန်ဒီနည်းကိုသေးချသင်ထားပါအေးမြလန်းဆန်းစေပြီးအစီအနှစ်လည်းပြည်စေပါတယ်အရေးကြီးတာကလုံနီးလည်းအရန်လွယ်ပါတယ်အရင်ဆုံးပန်းသီးကိုအခွန်ခွာပြီးအတုံးသေးသေးလေးတွေလှီးပါပြီးရင်အထူပန်းညီတဲ့အချက်လေးတွေလည်းလှီးထားပါအိုးထဲမှာငကားမောက်တီးအခွန်10ဂရမ်ထည့်ပြီးရေ900မီလီလီတာလောင်းကမီးပြင်းပြင်းနဲ့ပန်းရောင်လှလှထွက်လာတဲ့အထိပြုတ်ပါအသေးလေးတစ်ချက်နှိပ်ပြီးတာကတင်းအတွက်လက်တစ်ဖြောက်လုပ်ရုံလေးပါပဲဒါပေမဲ့ကျမအတွက်ကအကြီးမားဆုံးအားပေးမှုနဲ့ထောက်ခံမှုပါဒီဗီဒီယိုကိုအလကားရတဲ့အသေးလေးတစ်ချက်နှိပ်ပေးပါဦးအရန်ကျေးဇူးတင်ပါတယ်ပြီးရင်ငကားမောက်တီးအခွန်ကို10ထုတ်ပြီးလှီးထားတဲ့ပန်းသီးတုံးတကြားကဲ20ဂရမ်နဲ့ဂူဂျီဘယ်ရီတစ်စုပ်ထည့်ပါပြီးရင်ဂျယ်လီမုန့်50ဂရမ်ထည့်ပါ
ဘာတစ်စိတ်ဖြစ်ရပါတယ်ဂျယ်လီမုံမရှိရင်ကြောက်ကြုံမုံထည့်လို့လည်းရပါတယ်ပင်းဖိန်ဂျယ်လီမုံကတော့ဈေးတွေကကုံစုံဆိုင်နေမှာတော့လိုင်းပေါ်မှာရောအလွယ်ရှာဝယ်လို့ရပါတယ်ထပ်ပြီးတမအောင်မွေးကစူလာရင်တန့်ရှင်းတဲ့ပကံကြီးလေးလောင်းထည့်ပါအေးခံထားလိုက်ရင်တဘာဝအတိုင်းခဲသွားပါလိမ့်မယ်ပြီးရင်အတုံးကြီးကြီးလေးတွေလီပြီးစားလို့ရပါပြီဒီလိုလှုပ်ထားတဲ့ငကောင်းမုတ်ဒီပန်းသီးဂျယ်လီကအီးမြလန်းဆန်းပြီးအာဟာရလေးကျွေဝပါတယ်လူကြီးရောကလေးပါလူစားကြတဲ့အချိုပွဲလေးပါမစားဘူးသေးရင်တေချာပေါက်ဆန်းလုပ်ကြည့်ပါ